ကလာပါရှင်မီရာဘိုက် channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမတို့ဆိုဟာဝိုင်းတွေကခရိုင်းတက်ဆိုင်နည်းနည်းတော့ပို့ပြီးတော့လေးနဲ့မယ်ပို့ပြီးတော့လည်းထိချမယ်လို့ထင်ပါတယ်ကျမတို့မျိုးသမီးတွေရဲ့ဘဝမှာလေတစ်ခါတလေရာအားလုံးအဆင်ပြေနေပါလိမ့်နဲ့ဘာလို့ငါမပြောရလဲဆိုရင်မိကိုမျိုးကိုကြုံဘူးကြသလားအိမ်တော်ရေးကလည်းအဆင်ပြေတယ်အလုပ်ကိုင်ကလည်းအသင့်တင့်ရှိရဲ့တာသမီးတွေကလည်းလိမ့်ပါတယ်ဒါပေမဲ့ရှင်ထဲမှာတော့တခုခုဟာနေတယ်လို့မျိုးကိုမပိုင်တဲ့ဘဝတစ်ခုကိုသူများအတွက်အငားနဲ့ပေးနေရလို့မျိုးလေဒီနေ့ကျမပြောပြချင်တာကကွမ်နင်းတော်ရဲ့အန်ဒိမ်ဆိုတဲ့စာအုပ်အကြမှာဒီစာအုပ်ကကျမတို့ကိုတစ်ခုပဲမိကွန်းထုတ်တာနေငါတကယ်ပဲပြောနေရလားဒါမှမဟုတ်လိမ့်မရင်ချင်းနေရလားတဲ့စာရေးသူကတင်းလာတဲ့တင်စားချက်တစ်ခုသုံးထားပါတယ်တရိတ်ဆန်ယုံတွေကတစ်ကလအုံးမလေးအကြောင်းပါတစ်ကလအုံးမလေးကတွန်းရိုင်းနေမှာဆိုရင်လွတ်လပ်တဲ့သတော်ပါဒါပေမဲ့တလိမ့်ဆန်ယုံထဲမှာတော့သူမကအစာကျွေးပကံနာကူပဲလိုက်ရတယ်။လိမ္မာအောင်အတင်ပြခံနိုင်ရတယ်။တစ်ခါတလေသူမဟာတိုင်းတွေကိုကြော်ကြည့်ပြီးသူ့ရဲ့ပင်ကိုပိစာကိုတတိယတတ်ပေမဲ့ဘေးကလူတွေကပြောကြရပေါ့နော်။နင်ကန်ကောင်းတာပဲဒီမှာအစာလဲဝရတယ်လုံးလဲလုံကြုံနေတဲ့။ကျမတို့အမျိုးသမီးရဲ့ဘဝဟာလည်းဒီလိုပါပဲ။သမီးကောင်းဇနီးကောင်းမိခင်ကောင်းဆိုတဲ့ပုံစံကွက်ထဲမှာလိမ္မာရင်ကြီးအောင်နေထိုင်ရင်ကျမတို့ရဲ့လူလက်တဲ့စိတ်ဝိညာဉ်တွေကိုတက်ပစ်ခဲ့ကြတာပါကျမတို့ဟာကောင်းမြတ်အပြည့်ပြတ်တန်းချင်ပေမဲ့လောင်အိမ်ထဲမှာအစာဝနေရတာကိုပဲကျေးဇူးတင်တတ်ဖို့တင်ယူခဲ့ကြရပါတယ်ဒါဟာတကယ်ပဲလုံခြုံမှုပေးတာလားဒါမှမဟုတ်အချင်းတောင်လားဆိုတာကိုပြန်စဉ်းစားကြည့်ဖို့လိုလာပါပြီကျမတို့လူအဖွဲ့အစည်းမှာမိမကောင်းဆိုတာကဘာလဲတတနာမရှာတဲ့သူအမြဲပြုံးနေတဲ့သူတစ်ပါးအဆင်ပြေဖို့ကိုယ်ဆန္ဒကိုနောက်တန်းပို့ထားရတဲ့သူဟုတ်တယ်မလားဒါပေမဲ့စာရေးသူကတော့ပြောပါတယ်မိမကောင်းတယောက်ဖြစ်ရတာကကိုသစ္စာဖောက်တာပါပဲတဲ့ကျမတို့ကသူများတွေစိတ်ချမ်းသာဖို့အတွက်ကိုယ့်ရဲ့နင်းစာပိုင်ခွင့်ကိုစတေးခဲ့ကြရတယ်သူများတွေရဲ့အသိမှတ်ပြုမှုရဖို့အတွက်ကိုယ့်ရဲ့တကယ်ခံစားချက်ကိုမြို့သိမ်းခဲ့ကြရတယ်မိကြည့်ပါစေကိုခုရှင်တန်နေရကကိုဘဝလားဒါမှမဟုတ်ပတ်ဝန်းကျင်ကရေးပေးထားတဲ့စညွန်းတိုင်းကပြနေရတဲ့မင်းသမီးတယောက်လားဒါဆိုရင်ငါကဘာလုံးရမှာလဲနုမေးစရာရှိပါတယ်။စာရေးသူကပေးတဲ့အဖြေကဟီရိုလေးပါ။ကိုယ့်ရဲ့အတွင်းသိမြင်မှုကိုယုံကြည်ပါတဲ့။ကျမတို့တခုခုဆုံးဖြတ်ရမယ်ဆိုရင်ဘေးကိုလိုက်မေးတတ်ကြတယ်။ဒါလုပ်တဲ့သလား။ဟိုဟာဖြစ်ပါမလား။စာရေးသူကတော့ပြောပါတယ်။အဖြေကကိုယ်ပိုက်ထဲမှာကိုရင်ထဲမှာရှိပြီးသားပါ။ခဏလောက်ငြိမ်သက်ပြီးကိုပြန်နားထောင်ကြည့်ပါတဲ့။အဲ့ဒီမှာစူညာနေတဲ့လောကကြီးရဲ့အတန်တွေမဟုတ်ပဲကိုယ့်ရဲ့စစ်မှန်တဲ့အတန်ကိုကြားရပါလိမ့်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဘယ်တော့မှမညာပါဘူးတခုခုကမှားနေပြီဆိုရင်ရင်ထဲမှာတင်းကျပ်နေရမျိုးတခုခုကမှန်နေပြီဆိုရင်တော့စိတ်ကပေါ်ပါသွားတာမျိုးအဲ့ဒီခံစားချက်ကိုပဲယုံကြည်လိုက်ပါလို့ပြောထားပါတယ်တူတယောက်ကိုစိတ်ပြက်စေဖို့သတိမွေပါဒါကတော့ဒီနေ့အတွက်အထီးမိဆောင်အချက်ပါပဲကိုတစ္ဆာရှိဖို့ဆိုရင်အခြားလူတွေကိုစိတ်ပြတ်အောင်လုပ်ဝတ်နဲ့တတိရှိရမယ်တဲ့ကိုကကိုယ့်ရဲ့အမှန်တရားအတိုင်းရက်တည်လိုက်တဲ့အခါကိုဘေးရလူတချို့ကတော့စိတ်ပြတ်သွားမှာပါသူအရင်ကလိုမဟုတ်တော့ဘူးလို့ပြောကြလိမ့်မယ်ဒါပေမဲ့အဲ့ဒါလိုအပြောခံရမှကြောက်လို့ကိုဖျောက်ပစ်တာကအပြစ်တစ်ခုပါပဲတခါတလေမှာကိုယ့်ရဲ့လူမြောက်မှုအတွက်ကိုယ့်ရဲ့စစ်မှန်မှုအတွက်တယောက်ကိုစိတ်ပြတ်အောင်လုပ်ဖို့လိုအပ်ပါတယ်ဒါဟာရက်စက်တာမဟုတ်ပါဘူးကိုဘဝအောင်တိုင်ဝင်ယူပါဒီစာအုပ်လေးကိုအနှစ်ချုပ်ရမယ်ဆိုရင်ကျမတို့ကဒီလောကတွေကိုသူများစိတ်ကြိုက်အဝင်ကွင်ကြဖြစ်ဖို့ရောက်လာတာမဟုတ်ပါဘူးကျမတို့မှာကိုယ်ပိုင်အိမ်မက်တွေကိုယ်ပိုင်အယောင်တွေရှိပါတယ်အဲ့ဒီအယောင်တွေကိုပတ်ဝန်းကျင်ရဲ့မိကူးရောင်တွေအောက်မှာဖုံးကွယ်မထားပါနဲ့အမားလုံးမိမှာကိုမကြောက်ပါနဲ့ကိုဘဝရဲ့အမှန်တရားကိုရှာဖွေရင်ဖြစ်လာတဲ့နာကျင်မှုကသူများအတွက်ဟန်ဆောင်ရင်းရတဲ့တာယာမှုထက်ကိုအများကြီးပိုတတ်မှုရှိပါတယ်။ဒီနေ့ကစပြီးကိုပြန်မေးကြည့်ပါ။အခုငါလုံးနေတဲ့အရာတွေကငါတကယ်ဖြစ်ချင်တာလား။ဒါမှမဟုတ်ငါဖြစ်တဲ့နယ်လို့သူများတွေကတတ်မှတ်ထားလို့လားဆိုတာကိုပေါ့။နားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။လောင်အိမ်တကားကအမြဲပွင့်နေပါတယ်။ခက်တာကကျမတို့ကိုယ်တိုင်ကပဲထွဲရမှာကိုကြောက်နေရပါ။ဒီနေ့ကစပြီးအဲ့ဒီတကားဝကနေတတိရှိချိန်လက်တလနှမ်းကြည့်ကြရအောင်နော်။နားဆင်သူအမျိုးသမီးတိုင်းပုံစံခွက်တရားနဲ့လွတ်မြောက်ပြီးကိုယ့်ရဲ့စစ်မှန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။